ရွာတရွာရဲ့အနောက်ဘက်မြစ်ကမ်းစံနားမှာအစိမ်းအောင်မီးတောက်လေးတစ်ခုကမြေပြင်နဲ့မထိတထိလင်းလိုက်မှိန်လိုက်မျောလွင့်နေခဲ့တယ်ဗျမိုးရွာပြီးကစားအချိန်မို့လို့ဖောက်အော်တန်တွေကလည်းပတ်ဝန်းကျင်မှာတကြက်ကြက်ညံနေခဲ့ပါတယ်လေပေါ်မှာမျောလွင့်နေတဲ့အစိမ်းအောင်မီးတောက်လေးကဖားတကောင်မြင်တာနဲ့အရှင်ပြင်းပြင်းနဲ့ဆင်းပြီးဆွဲဖန်လိုက်ပါတယ်ကန်ဆိုးရှာတဲ့ဖားလေးကတော့ခဏလေးအတွင်းမှာပဲဆူရှာတဲ့အဆွဲလေးနဲ့ကိုက်ဖက်စားတောက်ခြင်းကိုခံလိုက်ရတော့တယ်ဗျရွာနဲ့မဝေးလာတဲ့အဲ့ဒီမြေကမ်းဆက်စီကိုဘာအေးနဲ့ထွန်းလာတို့နေအောင်ဖားရှာဖို့ထွက်လာခဲ့ကြပါတယ်သူတို့ကမိုးရွာပြီးတိုင်းဖားရှာပြီးရွာထဲမှာပြန်ရောက်ကအသက်မိုးပန်းကြောင်ပြုကြသူတွေဖြစ်ပြီးဒီအလုပ်မှာတော့နှစ်ယောက်လုံးကကျွမ်းကျင်ပေးသားတွေပါပဲယောင်ဘာအေးဟိုနားလေးမှာဖောက်အော်တန်နေအတော်ကျဲတယ်ကွာငါတို့အဘက်ကိုသွားရှာကြရအောင်ဘာအေးနဲ့ထွန်းလာတို့ဖောက်အော်တန်နေကြားရစီကိုခြေလန်းတွေကိုခတ်တွတ်လှမ်းလာခဲ့ကြတယ်ဗျဘာလို့လဲဆိုတော့စားဖို့တောက်ဖို့ပတ်စံတုပ်ကြီးကသူတို့ရှင်းသားလေးတွေမှာပဲရှိနေလို့ပါပဲဒီညတော့ငါတို့တော်တော်များများမိမှထင်တယ်ရောက်ငါတို့ရသလောက်ဖမ်းပြီးတော့လင်္ကာကောင်လောက်ကိုဟင်းချက်စားမယ်ကျန်တာတွေကိုမနက်မှာဦးလေးဖုလာစီကိုတွားရောက်မယ်ကွာနော်သူကဖားတွေငါတွေဘယ်လောက်ရအကုန်ဝယ်မယ်လို့ပြောထားတယ်မင်းပြောသလိုများများရရင်တော့ကောင်းတာပေါ့ကွာငါလည်းအကုန်တွားရောက်မှာငွေရရှာလို့ရတော့အတကုံရှာထားရမှာကွာငါမိမငွေခင်းကပိုက်တလုံးနဲ့နောက်တစ်ရက်နှစ်ရက်ဆိုခလေးကမွေးတော်မှာဆိုတော့ငွေကအတော့ကုန်မှာဘာအေးကမကြခင်အဖေဖြစ်တော်မှာမို့လို့နေကင်းမဲ့ဥယျာဉ်ထဲမှာအလုပ်လုပ်ပြီးညဘက်တွေမှာဖားရှာငါးရှာထွက်ခါဝင်ငွေတိုးအောင်စူးစမ်းနေရသူပါပဲငါမင်းအတွက်တကယ်ဝမ်းသာပါတယ်ကွာအေးမင်းမိမခလေးမွေးတဲ့နေ့ကျရင်ငါတို့အိမ်လာပြီးတော့အရက်နဲ့အောင်မွဲလာခံမယ်မင်းအဖေဖြစ်တဲ့အထိတ်မှန်နဲ့တပွဲတလန့်တော့နှွှဲရအောင်ပါဘူးအေးကျေးဇူးပဲတကယ်ချင်းဟာအဲ့နေ့ကျရင်ငါခွက်ဆေးပြီးတော့စောင့်နေမယ်နှစ်ယောက်သားပျော်ရွှင်စွာစကားပြောလာရင်ရွာအနောက်ဘက်မြေကမ်းစံနာကိုရောက်လာချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးကထူးဆန်းစွာတိတ်ဆိတ်နေတာကိုသတိထားမိလိုက်ကြပါတယ်ဟေ့ဘာအေးတခုခုတော့ထူးဆန်းနေတယ်လို့ပဲအခုနကဖားအော်တန်နေဒီလောက်ညံနေတာအခုဘယ်ပြောက်သွားကြတာလဲငါတို့လာတဲ့အတန်ကိုကြားတော်တာများလားဘယ်လိုကြားမှာလဲကွာငါတို့ကအဝေးရှိသေးတယ်မင်းကြည်စမ်းဒီနားတော့ဝိုက်ကကြက်သိန်းထစရာကောင်းလောက်တိတ်ဆိတ်မနေဘူးလားပိုးကောင်အော်တန်တော့မကြားရဘူးသူတို့တခုကိုကြောက်လို့အတန်တိတ်နေကြသလိုပဲဘာအေးရဲ့စကားကြောင့်ထုံးလာလဲအသေးချာနားဆွရင်ထူးဆန်းတာကိုခန်းစားမိလာခဲ့ပါတယ်အဲချိန်မှာပဲဘာအေးကထုံးလာကိုအတင်းဆွဲပြီးတစ်ပင်ကြီးတစ်ပင်အနောက်ကိုပုံးငယ်လိုက်တယ်ဗျဘာအေးကလက်ညှိုးနဲ့ပါဇက်ကိုရှူရှူလှုပ်ပြပြီးညင်ညင်နေဖို့ပြောလိုက်ပါတယ်မင်းဟိုဘက်ကိုကြည့်လိုက်မြေကမ်းစံနာမြတ်တော်ထဲမှာအစိမ်းအောင်မီးတောက်တွေ့လားထုံးလှလဲအမောင်ထဲကိုအသေးချာလှမ်းကြည့်လိုက်ပါတယ်ခေါင်းတစ်လုံးနဲ့ဥတပြုံနဲ့တရဲပဲကွာရောက်ထုံးလှထိတ်လန့်စွာအော်လိုက်တော့ဘာအေးကသူ့ပါဇက်ကိုပိတ်လိုက်ရပါတယ်အတမထွက်နိုင်လေကွာတော့ကြောင့်ငါတို့တွေ့သွားအောင်မယ်သူတို့နှစ်ယောက်အဲ့ဒီနေရာကပဲချောင်းကြည့်နေခဲ့ကြပါတယ်မင်းမျက်နှာမြင်လိုက်သေးလားအဲ့ဆိုမှဘာတူလဲဆိုတာဒီလောက်ဝေးတာဘယ်လိုမြင်ရမှာလဲမောင်းလဲမောင်းနေတာဟုတ်ဒါပေမဲ့ငါလည်းအရင်သိချင်တယ်ငါတို့ရွာတွေကတယောက်ယောက်များဖြစ်နေမလားအေးငါလည်းသိချင်တယ်ကွာဒါပေမဲ့ကြောက်တယ်ဟေ့ပြန်အောင်ဟေ့ငါကျင်တဲ့တမျိုးကြီးပဲအသေးမငယ်စမ်းပါနဲ့ကွာလူကြီးတွေပြောတာတော့ဒီလိုဆုံးမျိုးကလူတွေကိုရှောင်နေတဲ့သူတို့ဘယ်သူလဲဆိုတာလူတွေသိသွားမအောင်ကြောက်လို့တဲ့ငါတော့ဒီဆုံးမဘယ်သူလဲဆိုတာရအောင်သိမှာဖြစ်မယ်အစိမ်းအောင်မီးတောက်လေးဟာမြေကမ်းတစ်ချောင်းဖားငါးတွေရှာစားပြီးတဲ့နောက်ရွာထဲကိုပြန်ဝင်သွားခဲ့ပါတယ်ဘာအိမ်နဲ့ထုံးလှတို့လည်းခက်ဝေးဝေးကနေအနောက်ကလိုက်လာခဲ့ကြတယ်ဗျသူတို့လိုက်လာတဲ့မီးတောက်ဟာရွာထဲကအိမ်တဲအိမ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားချိန်မှာတော့နှစ်ယောက်လုံးထိတ်လန့်သွားခဲ့ကြတယ်ဗျဘာလို့လဲဆိုတော့အဲ့ဒီအိမ်ကရွာထဲကလူငယ်တွေအားလုံးပိုးပန်းနေကြတယ်ရွာအလှပကေးမြနွယ်ရဲ့အိမ်ဖြစ်နေလို့ပါပဲဟေ့ဘာအေး
အဆုံးမကြီးမြတ်တော်အိမ်ထဲဝင်သွားပြီဘယ်လိုလုပ်ကြမလဲဟျာဘာအေးကတော့ဘာစကားမှပြောနိုင်တော့ပဲမြတ်တော်ရဲ့အိမ်ပရိမောက်ကိုကြောင်ပြီးစိုက်ကြည့်နေခဲ့ပါတယ်ပြန်ကြရအောင်ကွာဟျာပြီးတော့ဒီညတွေ့ကြတာတွေအကုန်လုံးမင်းဘယ်သူ့မှရှောက်မပြောနဲ့ငါတောင်းဆိုတဲ့တငယ်ချင်းဟာနော်ထွန်းလာကတငယ်ချင်းဖြစ်သူဘာအေးရဲ့မျက်နှာကိုထူးဆန်းစွာကြည့်နေခဲ့တယ်ဗျနောက်တနေ့မနက်မှာတော့တရွာလုံးတီးတိုးနဲ့စကားတွေပြောနေကြတော့တယ်ဗျအကြောင်းကတော့ညဖားရှာထွက်တဲ့လူတိုင်းလိုမြေကမ်းဆက်တစ်လျှောက်မျောလွင့်နေတဲ့အစိမ်းအောင်မိတောက်ကိုတွေ့ခဲ့ကြတဲ့အကြောင်းတတန်နဲ့ထွက်လာကြလို့ပါပဲအားလုံးကတော့ခေါင်းမြတ်ဆုံးမအမျိုးအစားဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်ရွာသားတွေဟာအမျိုးမျိုးတွေ့ပြီးရွာထဲကဆုံးမဖြစ်နိုင်မဲ့သူတွေကိုအမျိုးမျိုးဆွဆွဲကြပါတော့တယ်ငါဒီရွာမှာနေတာကြပြီအသက်ကလည်း90ကျော်ပြီဒီတစ်သက်မှာဒီလိုဆုံးနေကိုဝေတွေထွက်ပြီးတော့တောင်းကျမ်းတောင်တခါမှမကြုံခဲ့ဘူးခုကြမှာဘယ်ကနေဘယ်လိုလုပ်ပြီးတော့ဒီဆုံးမထွက်လာရတယ်ငါအထင်တော့တခုတော့မှားနေပြီငါတို့ရွာမှာအကုန်လုံးလဲရင်းနှီးကြတဲ့သူတွေကြီးပဲတားစင်မြေဆက်ဒီရွာမှာပဲနေလာခဲ့ကြတာအေးငါတို့ရွာတွေကတရရောက်ကဒီဆုံးမဆိုတော့ငါလည်းမပြောတတ်ဘူးကွာဒါဆိုဒီဆုံးမဘယ်သူဖြစ်နေတာလဲတကြီးကအားလုံးရဲ့စကားကိုနားထောင်ပြီးမှအဆုံးသတ်အနေနဲ့ပြောလိုက်ပါတယ်အဲ့ဒီဆုံးမဘယ်သူလဲဆိုတာနောက်မှစုံစမ်းကြတာပေါ့ကွာဒါပေမဲ့အခုအစားပြီးငါရွာသားတွေကိုညဘက်ဒီမှာရွာတဲ့အလှည့်ကျကင်းဆောင်ခိုင်းထားလိုက်မယ်အေးမင်းတို့ပြောတဲ့ဆုံးမကိုနောက်တစ်ခါထပ်တွေ့ခဲ့လို့ရှိရင်အဲ့ဆုံးမဘယ်သူလဲဆိုတာငါတို့သိရတာပေါ့ကွာတကြီးရဲ့စကားကိုကြားပြီးတဲ့နောက်ရွာသားတွေလည်းကိုယ့်အိမ်ကိုစီပြန်သွားခဲ့ကြပါတယ်အဲ့ဒီညတကောင်ရံမှာပဲထွန်းလာရဲ့မိန်းမငွေခင်ဟာပိုက်အရန်နာပြီးခလေးမွေးတော့မှမို့လို့ထွန်းလာတယောက်လက်တဲ့သွားခေါ်ဖို့အရင်ဆုံးသူ့မိဘအိမ်ကိုအပြေးအလွှာထွက်လာခဲ့ပါတယ်အဲ့နောက်ညီမဖြစ်သူထွေးငယ်ကိုအော်ခေါ်လိုက်တယ်ဗျဘာလဲကိုထွန်းနာသူများအိတ်ကောင်းနေရအောင်နင်စကားမများနဲ့ငါအိမ်ကိုသွားပြီးတော့ငွေခင်နာမှာအဖေါ်သွားနေပြီလားငါအဖွားတန်းကြီးကိုသွားခေါ်လိုက်အောင်မယ်မြန်သွားခဏကြာမှာတော့ထွန်းလာဟာလက်သည်ဖြစ်သူအဖွားတန်းကြီးကိုခေါ်ပြီးအိမ်ပြန်လမ်းမှာတော့သူ့အိမ်ဘက်ကနေထိတ်လန့်စရာအော်တန်တစ်ခုကိုကြားလိုက်ရတယ်ဗျထွန်းလာလည်းအိမ်မော်ကိုအမြန်အပြေးလွှာတက်သွားခဲ့ပါတယ်ဘာလဲဖြစ်တာလဲအဖေအမေအိမ်ပေါ်မှာရှိတဲ့ထွန်းလာရဲ့အဖေနဲ့အမေညီမဖြစ်သူတို့စိတ်မကောင်းတဲ့မျက်နှာနဲ့ထွန်းလာကိုလှည့်ကြည့်ခဲ့ကြပါတယ်ပြီးတော့သူ့မိမငွေခင်ရမ်းမြေမုံမှာတွေ့ရနဲ့လဲကြသေးဆုံးနေတာကိုတွေးလိုက်ရတယ်ဗျမျက်လုံးတွေပြူးထွက်နေပြီးလက်ဘင်းနဲ့ဝမ်းပိုက်မှာကြီးမားတဲ့သွားရာတွေနဲ့ဆွဲဖြဲခံထားရတယ်လို့စုပ်ပြတ်တတ်နေခဲ့တယ်ဗျဘိုက်ကဟတ်တက်ကွဲထွက်နေပြီးမွေးတော်မဲ့ကလေးကလည်းပျောက်ဆုံးနေခဲ့ပါတယ်တွေ့ရတွေကဖွင့်ထားတဲ့ပရိမောက်အထိစွန်းထင်းနေခဲ့တယ်ဗျငွေခင်ဘာလို့ဖြစ်သွားလဲဘယ်လိုဖြစ်တာလဲဆိုတော့ငါတို့လည်းမသိဘူးသားရဲ့ငါတို့အကုန်ခုနလေးတွေမှာရောက်လာတာငါတို့ရောက်လာတော့ငွေခင်အခုလိုဖြစ်နေပါပြီကွာထွန်းလာရဲ့အဖေကအဲ့လိုပြောပြနေပေမဲ့အပြင်မှာရပ်နေတဲ့ဘာအေးကစိတ်ညစ်နေတဲ့မျက်နှာဖြစ်နေခဲ့ပါတယ်ထွန်းလာစိတ်မကောင်းစွာနဲ့ငွေခင်ကိုအချိန်တအောက်ကြာကြည့်နေခဲ့ပြီးအဲ့နောက်ဒေါသတကြီးနဲ့ထပြောလိုက်တယ်ဗျအဲ့ဒီဆုံးမဒါများတယ်ဆိုတဲ့ဆုံးမရဲ့လက်ချက်ပဲသူငွေခင်နဲ့ငါကလေးကိုတတ်သွားတာညစေးထားပါအောင်ကွာသူ့လက်ချက်မဟုတ်တော့ပါဘူးဘာလို့မဟုတ်ရမှာလဲအဲ့ညမင်းလည်းငါနဲ့အတူတူမြင်ခဲ့တာပဲအဲ့ဆုံးမိတော့ကအဲ့ကောင်မမြတ်တော်ရဲ့အိမ်ထဲကိုဝင်သွားတာလေအဲ့ဒီကောင်မဆုံးမမဟုတ်ရင်ဘယ်သူရှိဦးမှာလဲဒါပေမဲ့ငါတို့မှတက်တဲ့အထောက်ထားမရှိသေးဘူးလေကွာသူ့လက်ချက်ဆိုတာကိုပြောဖို့မလုံလောက်သေးဘူးနောက်ပြီးမင်းပြောတဲ့မြတ်တော်ရဲ့ဆုံးမဆိုတာလဲဘာတက်သေးမှရှိတာမဟုတ်ဘူးလေရောထွန်းလာတော့ဘာမှနားမထောင်တော့ပဲဓာတ်ကိုဆွဲကန်ပြီးမြတ်တော်ရဲ့အိမ်ကိုအပြေးသွားခဲ့တယ်ဗျလမ်းမှာကင်းနေတဲ့တကြီးတို့အဖွဲ့နဲ့တွားတွေ့ခဲ့ပါဟေးထွန်းလာဘာဖြစ်လာလဲတကူလုံးဘူးတွေနေပါလားဆုံးမမြတ်တော်ကိုတွားတတ်မလို့အဲ့ကောင်မကျွန်တော်မိမနဲ့ခလေးကိုတတ်သွားတယ်တကြီးတို့အုပ်စုထွန်းလာရဲ့စကားကြောင့်ထိတ်လန့်သွားခဲ့ပါတယ်မင်းကဘယ်လိုလုပ်ပြီးတော့သိတာလဲကွာမြတ်တော်ရဲ့ဆုံးမဆိုတော့ထွန်းလာအရင်လိုးနေတာကြောင့်စကားတောင်စိုးအောင်ပြောမသွားခဲ့ပါလက်ထက်ကဓာတ်ကိုတင်းတင်းဆုပ်ကန်ရင်းမြတ်တော်ရဲ့အိမ်ကိုဦးတီပြေးခဲ့ပါတယ်မြတ်တော်အိမ်ရှိရောက်တော့အော်ခေါ်တော့တယ်ဗျဟဲ့မြတ်တော်ရက်ဆက်တဲ့ဆုံးမ
နေဘာလို့ငါမိမနဲ့တောက်တတ်တာလဲအနောက်ကထက်ချက်မကွာလိုက်လာတဲ့တကြီးအုပ်စုနဲ့ဘာအေးတို့ကထွန်းလာကိုစိတ်ကိုငြိမ်ငြိမ်ထားဖို့တတိပေးချပါတယ်ထွန်းလာဟာစိတ်မကျေနပ်ချက်ပေါင်းများစွာနဲ့ဓာတ်ကိုကန်ဆုပ်ထားခဲ့တယ်ဗျ ဒီလိုလို့မြတ်တယ်မင်းတကယ်လို့ဆုံးမမဟုတ်ဘူးဆိုရင်ငါမင်းရဲ့အိမ်ပေါ်ခဏတက်စင်မယ် မြတ်နွယ်လည်းတကြီးကိုအိမ်မော်တက်စစ်ဆေးခွင့်ပြုလိုက်ပါတယ်မြတ်နွယ်ရဲ့အိမ်ရှိမှာရက်ဆောင်ကြံခဲ့တဲ့သူတွေကဆင်းလာမဲ့တကြီးစီကတခုကြားရဖို့စောင့်ဆိုင်နေခဲ့ကြတယ်ဗျလေပင်တွေတဖြည်းဖြည်းကြမ်းတမ်းလာခဲ့ပြီးအေးစိမ်လာခဲ့တာကြောင့်ပတ်ဝန်းကျင်ရဲ့ထူးဆန်းပြောင်းလဲလာခဲ့တာကိုထွန်းလာတဲ့အုပ်စုခန်းစားမိလာခဲ့ပါတယ်အောက်မှာကြံခဲ့တဲ့ရွာသားတွေတကြီးပြန်အစင်းကိုစောင့်နေထုံးမှာပဲသူတို့အနောက်ဘက်ကနေအစိမ်းအောင်မိတောင်းတဲ့စုံမကြီးတိတ်တဆိတ်ထွက်ပေါ်လာခဲ့တယ်ဗျဟာဆုံးမအဖွားကျင်စင်ကဆုံးပါပဲအားလုံးလှည့်ကြည့်လိုက်တော့ညတော်ရဲ့အဖွားဖြစ်သူအဖွားကျင်စင်ကခေါင်းမြတ်ဆုံးမပုံစံနဲ့ကြောက်မက်ဖွယ်ရာပုံစံဖြစ်နေတာကိုတွေးလိုက်ရပါတယ်အားလုံးထိတ်လန့်တကြားအော်ဟစ်နေကြချိန်မှာပဲတောထဲကနေလူတယောက်ပြေးထွက်လာပြီးဆုံးမရဲ့ခေါင်းကိုတစ်ခုခုနဲ့ပြစ်ပေါက်လိုက်တယ်ဗျသူ့ဘာရာဇာကြီးပါလားရှောက်လာတဲ့သူကတော့ရွာရဲ့သူ့ဘာရာဇာဖြစ်ပြီးတရေတစိနိုင်နေနဲ့အဖိုးစောဖေပါပဲအဖိုးစောဖေကကာရာမန်တန်ပြည့်စုံတက်ကျွမ်းနေတရေနိုင်နေသူအဖြစ်လက်ခံသိရှိကြနေတယ်ရွာသားတွေဒုက္ခရောက်နေတဲ့အချိန်တိုင်းအဖိုးစောဖေကအမြဲကူညီပေးရှိတယ်တရေတွေကိုနှိမ့်နှိမ့်ပေးရုံကယောဂဝေဒနာတွေကိုပါကူညီကုသပေးလို့ရှိတယ်ဗျဒါကြောင့်ရွာသားအများစုကအဖိုးစောဖေကိုရိုသေလေးစားကြပြီးသူကဘာအေးရဲ့အဖေလည်းဖြစ်ပါတယ် ဆုံးမရွာထဲဝင်ပြီးတောင်းကြတာမင်းတော်အတင်းရဲနေပြီဒီညတော့မင်းကငါအပြတ်ရှင်းရလိမ့်မယ် အဖိုးစောဖေကလွယ်ထက်အသေးကိုလက်တဆုပ်စာယူပြီးဂါရမန်းမုတ်ကစုံမစီပတ်လိုက်ပါတယ်စုံမဖြစ်တဲ့အဖွားကျင်စိန်နာကျင်ဝေဒနာကြီးစွာအော်ဟစ်လူတဲ့ပြီးနောက်အန်ဂျင်စပွဲကောင်းတော့အောင်ညဉ့်ညမ်းတဲ့အနက်နေထွက်ကမိကိုအဖေအောင်နေထွက်လာခဲ့ပါစုံမနာကျင်စွာအော်ဟစ်ပြီးနေပေါ်ကနေမြေပြင်ပေါ်ကိုဘုံငနဲ့ပြုတ်ကျလာခဲ့တယ်အဲဒီနောက်အဖိုးစောဖေကဂါရာစီထားတဲ့တဏောင်တူလေးကိုထုတ်ပြီးစုံမရဲ့နဖူးတက်တဲ့ကိုစိုက်ချလိုက်ပါတယ်စုံမဟာဖေဝါလုံးကြားလောက်အောင်နာကျင်စွာအော်ဟစ်နေပြီးတဲ့နောက်တဏောင်ရဲ့အစွမ်းကြောင့်တကိုယ်လုံးမီးလောင်ကျွမ်းသွားခဲ့တယ်ကျမအဖွားနဲ့နှစ်ယောက်တည်းနေတာအခုဘသူနဲ့နေရမှာလဲ မြတ်နွယ်ကငိုကြွေးနေချိန်မှာတော့ဘာအေးကမြတ်နွယ်စီသွားပြီးပွေဖက်နှစ်သိမ့်ပေးလိုက်ပါတယ်စိတ်မကောင်းမဖြစ်ပါနဲ့မြတ်နွယ်မင်းရဲ့နာမှာဘယ်သူမှမရှိတော့ဘူးဆိုပေမဲ့မင်းမအကိုရှိပါသေးတယ်အကိုဂရီပေးတယ်မင်းကိုတစ်သက်လုံးချစ်ပြီးတော့ဂရုစိုက်ပေးပါမယ်စိတ်မကောင်းဖြစ်နေတဲ့မြတ်နွယ်ဟာဘာအေးရဲ့နှစ်သိမ့်စကားကြောင့်တင်းတင်းပွေဖက်ထားလိုက်ပါတယ် တကယ်ပြောရလားရှင်အခုကျမကိုစိတ်မနာဘူးလားညနေရဲ့အဖွားဆုံးမကြီးလေ အကိုမြတ်နွယ်ကိုချစ်တယ်ဘလို့ပဲဖြစ်နေပါစေအကိုမင်းကိုပြစ်မသွားဘူးအကိုယုံပါနော်အဖွားဖြစ်သူကဆုံးမမှန်းဆိုတာသိရနဲ့သူမကိုလုံးဝမယုံရှာသွားတဲ့ဘာအေးကိုမြတ်နွယ်စိတ်ထဲကနေနှစ်သက်စွာမော့ကြည့်ခဲ့ပါတယ်ရဲအနှဲငယ်ကြတော့မြတ်နွယ်ဟာအဖွားဖြစ်သူရဲ့အကျွင့်အကြံတွေကိုကောင်းမွန်စွာတကြိုပေးခဲ့ပြီးတဲ့နောက်ဘာအေးနဲ့အတူဘဝတစ်ခုကိုအတူတူထူထောင်သွားခဲ့ကြတယ်ဗျနှစ်ယောက်သားအလုပ်တွေကိုအတူစူးစမ်းလုပ်ကိုင်ခဲ့ကြပြီးသူတို့ရဲ့အချစ်တွေကြောင့်ရွာသားတွေကလည်းမြတ်နွယ်ရဲ့အဖွားအကြောင်းကိုတဖြည်းဖြည်းမေ့ပြောက်လာခဲ့ကြပါတယ်အဲဒီနောက်မှာတော့ဘာအေးနဲ့မြတ်နွယ်တို့အေးအတူပူအမြတ်နဲ့ပျော်ရွှင်စွာတက်ဆုံးတိုင်နေထိုင်သွားခဲ့ကြတော့တယ်ဗျဟုတ်ကဲ့ဇာတ်လမ်းလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ